ဒီကနေ့ဖတ်ပြပေးမယ်ဝတ္ထုတိုလေးကတော့စာရေးသူဆရာကြီးပင်မိုးနှင်းရဲ့တစေမားဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်။စာအုပ်စာပေကောင်းများကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။ကဲဒါဆိုရင်တော့ဝတ္ထုတိုလေးကိုနားဆင်ကြည့်ပါအောင်နော်။ပါဦးသည်ဇနီးဖြစ်သူမလှစိန်နဲ့ကွဲ၍လာပြီးကလေးကအကြီးအကျယ်မကြမ်းမမာဖြစ်ရာ3 လကျော်ကျော်ကြာခဲ့လေသည်များစွာသောဆရာတို့ကလက်လျှော့လေးသဖြင့်ရန်ကုန်ဆေးရုံကြီးသို့တက်၍ကုသခြင်းခံခဲ့ပြီးမှဆရာဝန်ဆရာမတို့၏ကျေးဇူးကြောင့်ကျမ်းမာချမ်းသာ၍ဆေးရုံမှဆင်းခဲ့သည်မှာတနင်္ဂနွေတစ်ပတ်မျှကြာခဲ့လေပြီဇနီးဖြစ်သူအပေါ်၌အထင်လွဲ၍ကွဲခဲ့ခြင်းဖြစ်ရာ၎င်း၏ထံမှစတစောင်းမှမရစိတ်နာ၍မပေးဘဲနေတာပဲဟုဘာဦးစိတ်၌ယူဆလေ၏စွန့်ခွာ၍မလာမီကလည်းအထင်လွဲခြင်းကြောင့်မရတဲ့လှစိန်ကိုအနာတရရိုက်ခဲ့သည်မလှစိန်နှင့်ခွဲ၍လာပြီးတနင်္ဂနွေတစ်ပတ်မျှကြာသောအခါမိမိ၏အတိများကယုံကြည်စိတ်ချလောက်အောင်ဝိုင်းဝန်းပြောဆိုကြသဖြင့်လှစိန်မှာလုံးလုံးအပြစ်မရှိမိမိကမူးယစ်မိုင်းမပြီးမတရားတလွဲထင်၍နှိပ်စက်ရိုက်နှက်ထွက်ခဲမိသည့်အကြောင်းကိုသိရလေ၏သူဖြစ်လေရာမိမိအပြစ်ကြောင့်လှစိန်ထံသို့လည်းမပြန်ရဲ့လှစိန်၏မိဘများကလည်းမိမိအပေါ်စိတ်နာမှာပဲဟုအောက်မေ့ပြန်ကမပြန်ဘဲနေခိုင်းမှာမယားစိတ်နဲ့ရတက်ဖြာ၍နေရတွင်မကြမ်းမမာဖြစ်ခဲ့လေ၏ယခုမှကမိုးရိပ်မိုးရောင်ကလေးများမှိုင်းညို့ကတန်တင်ရက်ပန်းကြွသောရာသီဖြစ်သဖြင့်တကြောင်နလန်ထကားစားဖြစ်သဖြင့်၎င်းမိုးတိမ်တွေကိုရှုမြော်ရင်လှစိန်၏မျက်နှာလေးကိုအခါတစ်ပါးနဲ့မတူတိုး၍ထင်မြင်လေ၏ငါမားလေခြင်းငါမရမအပြစ်မရှိပဲလျက်ငါနှိမ့်ဆက်ထွက်၍လာမိလေခြင်းဟုစဉ်းစားဆင်ခြင်အသေးတွင်မနှဲနာ၍နေလေသည်မိုးတန်လေတန်တွေဖြိုးရှံ၍လာလေလေအဆွေလုံးကြီးတွေကရင်ကိုစုကတက်၍လာလေလေအသေးထဲမှာနာလီလီဖြစ်လာ၏သို့ဖြစ်သောကြောင့်ဟိုကျမ်းမာစဉ်အခါကမသွားရဲမပြန်ရဲတော့လဲယခုမှကမနေနိုင်အောင်ဖြစ်လာသဖြင့်ပြန်ရတော့မှာပဲဟုစိတ်ထဲ၌ဆုံးဖြတ်ချက်ချလိုက်ရတော့သည်ဘာဦးသည်ကျိုးပင်ကောင်းမျိုးအရှိစွန်းတာထတော်နဲ့မနီမဝေမတရက်အိမ်မြင့်ကလေးအောက်သို့ရောက်၍သွားလေသည်အသက်14နှစ်အရွယ်ခန့်ရှိသောမိန်းကလေးတဦးသည်ဘာဦးအားကြောင်တောင်ငေးကြည့်နေလေသည်ဘာဦးသည်တငယ်မလေးအားမြင်လျင်ငါအိမ်မဝင်လာမိလေသလားမှားဖို့လည်းမရှိပါဘူးလေဟုအောင်းမိလျက်ဒါမလှစိန်တို့အိမ်မဟုတ်လားဟုမေးလေ၏ဟုတ်ပါတယ်ရှင်မလှစိန်ယောက်ျားမဟုတ်လားကျမဓာတ်ပုံကိုမြင်မှုထားလို့မေးတာပါကျမမလှစိန်ရဲ့ညမဝမ်းကွယ်မန္တလေးကပါရှင်တို့လည်းမရကွဲနေတယ်လို့ကြားပါကလားအခုအိမ်မှာဘယ်သူမှမရှိဘူးမလှစိန်အဖေကတော့အလှကိုသွားတယ်အမေတော့စိတ်မကောင်းလို့အိတ်နေတယ်အိတ်ပျော်နေတယ်ထင်ပါရဲ့မနိုးသေးဘူးတငယ်မလေးသည်ငြိမ်သက်သောရုပ်သွင်းနဲ့မလိုက်အောင်စကားကိုစင်တိုက်စကားတွေးတယ်လို့တခါအဝေးထတော်ကြီးကိုမျော်ရင်နဲ့ပြောလေ၏မလှစိန်ရောဟုဘာဦးကအလျင်စလိုမေး၏နားထောင်ပါကျမပြောပါမယ်မလှစိန်လေအမလေးကျမမပြောချင်ဘူးအခုလိုအချိန်လောက်ပဲဖြစ်ပါလိမ့်မယ်ရှင်ထွက်သွားပြီးတစ်လားလောက်အကြာမှာမလှစိန်ရဲ့ဟိုထတော်နာကိုသွားပြီးတော့တရက်ပင်တပင်ကအကိုင်းမှာကျိုးဆွဲချတေရှာတယ်အဲ့ဒီကလေးကအကြီးစိတ်မကောင်းတော့တာပဲစကားအလုံးစုံကိုကြားရပြီးတော့အခါဘာဦးသည်ဇက်ကိုဝရင်တုံးနဲ့အနက်ခံလိုက်ရသလိုဖြည့်၍သွား၏သို့တော်လေပင်ကူကအတော်စိတ်သက်ခိုင်းသူဖြစ်သဖြင့်စိတ်ကိုချုပ်ကအန်ကြည့်လျက်အကြောင်းသာဖြစ်နေလေ၏မျက်ရည်များကိုချုပ်၍မရချေရင်ဘက်မှာလှိုင်းကြီးတွေထားလျက်ရှိုက်ကတက်တော့မလို့ဖြစ်၏နှုတ်ခမ်းကိုကိုက်ပြီးတော့မျက်ရည်များကိုတုပ်လေ၏ငါကြောက်ပါပဲငါရိုက်လို့ငါမရငါစိတ်နဲ့တေးရရှာတာဟုယူကျုံမရ
အပူလုံးကြီးကြွ၍နေလေ၏တငယ်မလေးသည်သူ့ကိုမကြည့်ဘဲနဲ့ထတော်ဘက်ကိုငေးမျောနေပြန်၏အခါတိုင်းဒီအချိန်မှာသူရေခတ်သွားတာပဲရေခတ်ပြီးရင်ဟိုချန်စီယိုးကြားကနေရေအိုးရွက်ပြီးတော့ဖြက်ဝင်လာတာအဲ့ဒီနေ့မှာတော့ပြန်မလာဘူးအရင်မှတော့ကအဲ့ဒီကလေးကစပြီးတော့စိတ်နှောက်သွားတာပဲအခုထက်ထိဒီချန်စီယိုးလမ်းကြားတကားကိုဖွင့်ထားတာပဲအမလေးချန်စီယိုးအကြားကနေရေအိုးရွက်ပြီးတော့ပြန်လာလိမ့်မယ်လို့သူ့စိတ်ထဲမှာစွဲနေရှာတာကိုရှင်တော်တော်ကြာအိယာကနိုးရင်မျောပါလိမ့်မယ်အကြီးတော့ဘာပြောစရာရှိမလဲကျမတောင်တစ်ခါထင်မြင်နေတာပဲဘာဦးသည်မိမိဤကြီးလေးသောမိုင်းမချင်းအတွက်မိမိကိုဒေါသဖြစ်ကနေ၏မင်းများပြောဆိုငိုယိုညှီးတွားတော်လေအကျိုးမဲ့ဖြစ်တော်မှာပဲဟုအောက်မေကကြောင်တောင်ကြီးလျက်စိတ်ငြိမ်စွာနားထောင်၍သာနေလေ၏ဦးခေါင်းကိုငုံကမိမိ၏စပင်းများကိုလက်ဖြင့်ဖြတ်တော်မလို့စုပ်ကင်လှုပ်ရှားကာသာနေ၏ထိုအခိုင်ရောက်ခမကြီးဆင်း၍လာလေ၏မင်းမမလို့စေးုံတက်နေတဲ့ကြားပါကလားငါတို့တော့တည်င်းနားထောင်လျက်ပါပဲဟုဘာဦးဤညှိုးငယ်ပူပန်သောမျက်နှာကိုကြည့်ကပြောလေ၏လှစိန်ကတော့မင်းတနေ့ပြန်လာမယ်လို့စိတ်ချနေတာပဲအခုလာပါလိမ့်မယ်ဟိုထတော်ကိုရေသွားခတ်နေတယ်အမေကြီးဤစကားဆုံးသည်နဲ့တငယ်မလေးသည်ဘာဦးကိုမျက်စာပြက်ကကြည့်၏ဘာဦးသည်ရောက်ခမကြီးကိုတနာလာသဖြင့်အပူမီးကိုထပ်၍မမွေးလိုသောကြောင့်မိမိ၌ဖြစ်ပွားသောတောကအရေးအရာကိုပပြအောင်စူးစမ်းဖုံးပြီးလျက်စိတ်နှောက်နေသောရောက်ခမကြီးကိုမေးမြန်းခြင်းမပြုမိအောင်စူးစမ်းနေရှာ၏အော်ငါအတွက်တေသူကတည်းယူသူကယူဖြစ်နေရှာပါကလားနော်တနာစရာကောင်းလာပါပြီတော့တယ်ငါတော့ဒီဟုတ်ဒီကိုခံရမှာစစ်ဆေးပါကလားဟုစဉ်းစားကအယူသွေးကိုပို၍နောက်မှဆိုးသဖြင့်အခြားကိုပြောမိပြုပြီးမှအေးလေသူသမီးရှိသေးတယ်လို့ထင်မှတ်နေရင်လည်းတတ်တာချင်းတစ်ခုပါပဲဒီလိုမှစိတ်ဖောက်ပြန်ပြီးတော့ဒီလိုထင်မနေရင်ရင်ထဲမှာမိတောက်ပြီးတော့သေဖို့တောင်ရှိပါကလားလေသူထင်ရကိုပဲပြောနေပါစီတော့ဟုအောင်းမိကနားထောင်၍သာနေရှာ၏အမေကြီးကိုတနာလာသဖြင့်သူဤတော့ကပင်အနှဲငယ်တက်တာသလိုဖြစ်လာ၏ထို့နောက်အမေကြီးကစကားပါဇက်ကတော့ဘယ်တော့မှတေးဆူမပြတ်ဘူးကွစိတ်ကလည်းမကောင်းအယူလိုဖြစ်နေတဲ့ထင်ပါရဲ့မင်းကြောင့်ဖြစ်တာပဲငါတို့တော့မင်းကိုစိတ်မဆိုးပါဘူးမတော်တဆအထင်မှားတာကိုကွအမေကြီးသည်တငယ်မလေးကိုစိုက်ကြည့်ပြန်ကဟဲ့သူဆိုတဲ့တေးရပါလေတကြွန်းစီနေတပြေးစီချားတယ်ဘာဆိုလဲဟဲ့အဲ့ဒီတေးကိုအမျက်ဆိုပြီးတော့ရေအိုးကိုရွက်လာတာပဲမကြမီကြားရပါလိမ့်မယ်အဝေးကြီးကဆိုလာတာပဲတငယ်မလေးသည်ဘာဦးကိုတပံမျက်စာပြပြပြန်သည်ဘာဦးမှာအော်ဒုက္ခဟုတွေးပြီးတော့ကျင်နာသောအမှုအရာနဲ့အမေကြီးရဲ့မျက်နှာကိုကြည့်ပြီးကောင်းကုံကနားထောင်နေလေ၏ထိုအခါနေမင်းကြီးသည်အနောက်ဖက်၌စဝိုင်းကြီးဖြစ်၍နေလေ၏လေသည်တုန်နေ၍လာ၏ထမ်းမင်များ၏အရွယ်များသည်ဆက်တုံလှကြ၏အမေကြီးသည်ထတော်ဘက်သို့ပြုံးရွှင်သောမျက်နှာနဲ့မျောလေ၏ဟောလာပါပကောဟောဟိုတောဆက်မှာရေအိုးရွက်လို့ဟုပြောလိုက်သည်ထို့စဉ်တငယ်မလေးကတဖန်ပြုံး၍မျက်စာပြပြန်၏ဘာဦးသည်ထတော်ဘက်သို့လှမ်းမြော်ကကြည်လေ၏နေမင်းအားတိမ်ကွယ်လေသဖြင့်မိန်မောင်သောတောဆက်၌ရေအိုးကိုရွက်လျက်လာနေသောတဒံတစ်ခုကိုမထင်မရှားမြင်ရ၏ဘာဦးသည်အံ့ဩထိတ်လန့်မိန်မောတွေ့ဝေကမျက်မှောင်ကုတ်လျက်စူးစိုက်ကြည့်၏လှစိန်သွားပုံလှပုံပါလားအမြလှစိန်အမြကွဲ့ဟုစိတ်၌အောင်းမေရင်နဲ့မျက်ရည်လဲ၍လာ၏ငါလာတာသိလို့ပြတာပါပဲဟုအိန္ဒြေမစင်နိုင်အောင်ဖြေရရှာသည်နေသည်တိမ်အောင်မှလွတ်ပြန်၏ထိုအခါတွင်တဒံသည်ပူမိုထင်ရှား၍လာ၏ဘာဦးသည်ထားရမှထား၍မျော၏အမလေးကျုံမရလှစိန်ပါပဲကွအမိုင်းမကြီးရဲ့ဟုတူးပြောကမျက်ရည်ကိုတုပ်၏ဘာဦးသည်ချာစီယိုအပြင်ဘက်သို့
ရောက်၍သွား၏အားဆိုင်ကကြည်၍နေပြန်၏လှစိန်ထမ်းတို့လည်းစွန့်၍မသွားရဲ့ချေညီအကိုမတိတတိအချိန်ဟာ6တက်တဲ့အချိန်ပဲဟုအယူရှိလေ၏ကြက်သိမ်းများတဖြန့်ဖြန့်ထားလာ၏တို့ကြည့်၍နေခိုက်တွင်လွန်စွာအံ့ဩဖွယ်ဖြစ်၍လာပြန်သည်ကတကြုံးစီနေတပီးစီချားတဲ့မောင်ရဲဟုသောတေးတံကိုကြားရခြင်းဖြစ်လေ၏အမလေးလှစိန်ရဲ့အခုထိမင်းအပူသည်ဖြစ်နေရတဲ့ဒုက္ခကိုခံနေရပါကလားအမျှလှစိန်ကြီးအမျှမင်းကောင်းရကိုသာတွားပြီတော့ငါကြာမနေဘူးလှစိန်ငါလိုက်ခဲ့မယ်ဟုဘာဦးတယောက်မိတန်လေ၏တတန်ရောအတန်ရောနီးလာသည်နေမင်းကြီးကဝင်းကနေလင်းပြန်၏လှစိန်၏တတန်သည်မျက်တောင်မခတ်ပြိုးကျက်သောမျက်လုံးများနဲ့ဘာဦးကိုစူးစိုက်ကကြည့်လေ၏ထိုတတန်၏ခြေလမ်းများကမြန်၍လာသည်ရေအိုးသည်ကောင်းပေါ်မှကျ၍ကွဲလေ၏ထိုတတန်သည်ဘာဦးရှိရာသို့တုတ်ချေနှင်း၍လာလေသည်ထိုအခိုင်နေဝန်းပြောက်ကွယ်၍သွား၏အဆွေအလွမ်းကိုအကြောက်ကလွှမ်းလေပြီဘာဦးသည်စန့်ကျင်ဘက်အရက်သို့ထွက်၍ပြေး၏လှဆင်၏ယူပါယုံသည်မြန်စွာလိုက်၏သို့သောဘာဦးသည်ဝေး၍သွား၏တတန်သည်ခြံစည်းရိုး၌ရက်၏အမေဘဲနဲ့လေဘဲသူလဲဘာလို့ပြေးတယ်လဲဟုအလော်တကောမေး၏စိတ်နှောက်နေတဲ့လူကြီးအမလေးရဲ့တငယ်မလေးကဝင်ပြော၏ထိုအခိုင်ဘာဦးသည်မရဲတရဲနဲ့ဝင်ရောက်၍ပြန်လာလေရာဟဲကိုဘာဦးရှင်ဘာဖြစ်နေရလဲယူသွားသလားကျုပ်ကိုဘာထင်လို့ခုလိုကြည့်နေတာလဲဟုလက်ညှိုးငေါငေါထိုးကမေးတော့၏လှစိန်နဲ့ကြိုးစားချပြီးသေပြီဆိုရှင်ဘသူပြောတော့ဘာဦးသည်တငယ်မလေးအားလက်ညှိုးညွှန်လျက်သူပြောတာထိုအခါတွင်မှမလှစိန်သည်စက်ရည်လေကဘာဦးကိုစစ်စစ်ကြည့်ရင်းနဲ့ဟဟပပရဲလီတော့၏ထို့နောက်တငယ်မလေးအားလှည့်ကြည့်ရင်ဟဲ့အယူမနင်ဘဲနဲ့တွေရှောက်ပြောနေတယ်လေနင်းကြောင့်တော့အင်မတန်ခတ်တာပဲနမိတ်မရှိနမမရှိသွားဟုငေါက်လိုက်ရာအယူမလေးကလည်းအိမ်မော်သို့တက်၍ပြေးလေတော့သည်ကဲဆရာကြီးပြီမိုးနေရဲ့တစေမားဆိုတဲ့ဝတ္ထုတိုးလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကဲအခုလေအထင်နဲ့အမြင်တက်စင်အောင်လွဲသွားပြန်ပြီနော်ဟုတ်ကဲ့ပါစာအုပ်စာပေကောင်းများကိုနားဆင်ကြနေဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်